အားလုံးပဲမင်္ဂလာပါကျွန်တော်နဲ့စိုက်ကလေးအတူတူကြည့်ကြအောင်ဗျကျွန်တော်ဒီမှာ6ခါဗျ6ခါတစ်လုံးရှိမယ်မမြင်ရသေးဘူးညကျွန်တော်ဒီမှာ6ခါလို့ထိုင်နေဗျာနော်6ခါရင်1 2 3နှစ်ရှိမယ်သူ့အပေါ်မှာ6ခါတစ်လုံးထိုင်နေသူကရင်1 2 2 2 3နှစ်ရှိမယ်6ခါသူ့အပေါ်မှာတစ်လုံးထိုင်မယ်1 2 2 2 3နှစ်ရှိမယ်သူ့အပေါ်မှာ6ခါတစ်လုံးထိုင်မယ်1 2 2 2 3နှစ်ရှိမယ်သူ့ပေါ်မှာ6ခါတစ်လုံးထိုင်မယ်ဒီ6ခါကဘယ်နေရာနဲ့မှမတူတဲ့6ခါလို့ပဲပြောရမှာနော်ခါတစ်လုံးနဲ့ပဲပေးထားတာကိုတွေ့ရတယ်ပေါ့နော်နောက်တစ်ချက်ကျွန်တော်တို့ပြန်စဉ်းစားမှာပါလဲဆိုတော့ကျွန်တော်ပထမဦးဆုံးပေးထားတဲ့6 6 1ဗျာနော်ထိတ်ထောင်9ထိတ်ထောင်9ထိတ်ထောင်9နောက်ပေါင်း3နောက်ပေါင်း4နောက်ပေါင်း5 9ပါဝါဒီထိတ်ထောင်4ထိတ်ထောင်4ထိတ်ထောင်4လို့ထိုးတယ်ပြီးတော့ဒီက3ညခွန်တွဲနဲ့ဒီကခွန်ခါနဲ့ဒီက3ညခွန်တွဲနဲ့ဒီကခွန်ခါနဲ့ဒီက1 9တွဲနဲ့ဒီက6ခါနဲ့ဆိုပြီးကျွန်တော်ပြထားတယ်နော်ပြထားတဲ့အတွက်သူ့6ခါကိုကျွန်တော်တို့မဖြစ်မနေထည့်ရတော့မယ်ပေါ့နော်ထည့်ရတော့မယ်ဆိုရင်ဒါဗျာ6ခါတော့တစ်လုံးရပြီနော်ကျွန်တော်9 6 1ဆိုပြီးတော့ကျွန်တော်ထည့်ထားတယ်ဗျာ9 6 1လို့ထည့်ထားတယ်ထည့်ထားတာကသူကရှည်ပေါင်းဒီ9ပေါ့နော်ရှည်ဒီရှည်နှလုံးပေါင်းဒီ9ဒီနောက်နှလုံးပေါင်းဒီခွန်ဗျာဒီလိုထည့်ထားတယ်နော်ထည့်ထားတော့ရှည်နှလုံးပေါင်း9ကတော့ဘယ်ဟာနဲ့ကြည့်ကြည့်တော့ကိုက်နေတာပဲဗျဒါနဲ့ကြည့်လဲကိုက်တယ်ဘယ်လိုကြည့်ကြည့်ကိုက်တယ်ဇောင်းတက်လဲကိုက်တယ်ဘရိတ်ကတော့မကိုက်ဘူးကျွန်တော်အဓိကထိုးရမယ့်ခဏဒီစာအုပ်ကလေးနဲ့ပဲခုရေးပြီးတော့ပြအောင်ကျွန်တော်အဓိကထိုးမယ့်ခဏဘာခဏဖြစ်မလဲဆိုရင်ခုနကကျွန်တော်ပြခဲ့တဲ့ခဏနဲ့မှာပါတယ်ဗျာ4ကျွန်တော်ဒီ4ခွန်5ဆိုတဲ့ခဏတစ်ခုကထိုးမယ်ပေါ့ဗျာနောက်တစ်ခုက9 6 1ဆိုတဲ့ခဏတစ်ခုကထိုးမယ်နောက်တစ်ခါ4 1 5ပေါ့နော်ကျွန်တော်ဒီခဏ3ခွက်ကိုပဲအဓိကထိုးမှာပေါ့နော်ဒါ3D မိသားစုများလဲကြိုက်တယ်ဆိုရင်တော့ထိုးပေါ့မကြိုက်ဘူးဆိုရင်လည်းမထိုးပါနဲ့လိုအပ်မယ်ရထိုးရမယ်ကဏ္ဍတစ်ခွက်ကတော့2 4 3 ရှည်ပေါင်း6နောက်ပေါင်းခွန်ပေါ့နော်ရှည်နှလုံးပေါင်းဒီ6နောက်နှလုံးပေါင်းဒီခွန်ဒီစိတ်ကတော့ဒါပေါ့ဗျာနော်ဒါရှည်ပေါင်း9နဲ့ရှည်ပေါင်း4နောက်ပေါင်း5ရှည်ပေါင်း5နောက်ပေါင်း6ရှည်ပေါင်း6နောက်ပေါင်းခွန်ဆိုတဲ့စိတ်ကကြာလာတဲ့ဒီကဏ္ဍလေးပေါ့နော်ဒါလေးက2 4 3ဆိုတဲ့ကဏ္ဍလေးတစ်ခုပဲဖြစ်ပါတယ်ဒီကဏ္ဍလေးကိုလည်းကြာရင်လည်းလိုက်ပြီးနည်းနည်းလေးတော့ထိုးလို့ရတယ်ပေါ့ဗျာဒီလောက်ပါပဲဗျ